မင်္ဂလာပါဒီတစ်ခေါက်မှာတော့1938ခုနှစ်မေလတို့သူရိယမဂဇင်းပါဆရာကြီးသိပ္ပံမောင်ဝါရေးသားခဲ့တဲ့ဘတ်ဂျက်လို့အမည်ရတဲ့ဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်ဘတ်ဂျက်နည်းနည်းစောစောကာဖီတောက်ပြီးကြလျင်သတင်းစာကိုလူကြခြင်းသည်မောင်လူအေးနှင့်ခင်တန်းမြင့်တို့၏နေ့စဉ်အလုပ်ဖြစ်ကြလေသည်ယနေ့နည်းနည်းတွင်သတင်းစာကိုခင်တန်းမြင့်ဦးသွားသောကြောင့်မောင်လူအေးသည်စရေးစပွဲသို့သွားကာအမှုတွဲများကိုဖတ်နေ၏ခင်တန်းမြင့်လည်းလိုက်လာပြီးလျင်စပွဲအနားရှိပလက်ကလက်ထိုင်ပေါ်တွင်ထိုင်ကာသတင်းစာကိုဖတ်နေလေသည်10မိနစ်ခန့်စကားမပြောဘဲငြိမ်နေကြကုန်၏ထို့နောက်ခင်တန်းမြင့်ကစတင်၍ဒီကနေ့သတင်းစာမှာဘာမှမပါဘူးတစောင်းလုံးဘတ်ဂျက်အကြောင်းလေးကြီးပဲစိတ်ပြက်စရာတဲကောင်းမောင်လူအေးကလည်းအမှုတွဲတစ်တွဲကိုဖတ်နေရမှာဘယ်နဲ့ပြောပါလိမ့်ဗျာဘတ်ဂျက်ဟာတတိုင်းတစ်ပြည်လုံးမှာအရေးကြီးဆုံးမဟုတ်ပါလားဘတ်ဂျက်မရှိရင်တိုင်းပြည်ကိုအုပ်ချုပ်လို့ရမှာမဟုတ်ဘူးအားလုံးကြောက်စရာကမောက်ကမတွေဖြစ်ကုန်လိမ့်မယ်ဘတ်ဂျက်ရှိလို့သာတိုင်းပြည်မှာငွေဝင်ဘလောက်အသုံးစရိတ်ကဘလောက်အကျွေးကဘလောက်အမြတ်ကဘလောက်ဆိုတာသိတာပေါ့နို့မဟုတ်ရင်ခက်ကုန်မှာပဲဟုပြောလိုက်လေအမေကိုတို့ယောက်ျားတွေပဲစင်းနေအင်းတွေကိုအရေးတကြီးလှုပ်တော့ပြီးတော့ပြောနေကြတယ်ဘတ်ဂျက်မရှိရင်လည်းဖြစ်မှာပါပဲရတဲ့ငွေကိုလောက်အောင်သုံးရင်အကျွေးမတင်ဘူးပေါ့အလွယ်ကလေးကိုခက်အောင်လုပ်ချင်နေကြတဲ့သူတွေပဲဒီလိုလည်းမဟုတ်သေးဘူးလေတိုင်းပြည်ကိုမဆိုထားနဲ့ကိုယ့်အိမ်မှာပဲကြည့်တော့ဘတ်ဂျက်မလုပ်ထားတဲ့အတွက်တစ်လောက်ကိုဘယ်လောက်သုံးလို့ဘယ်လောက်မြတ်တယ်ဘယ်အတွက်ဘယ်လောက်ကုန်တယ်ဆိုတာကိုတိတိကျကျမသိဘူးမလားစင်စစ်တော့ဘတ်ဂျက်ဆိုတာငွေဝင်နဲ့အသုံးစရိတ်ကိုမျှတအောင်လုပ်ထားတာမျိုးပဲကိုတို့အိမ်မှာလဲလာစဉ်ဘတ်ဂျက်လုပ်ထားဖို့ရကိုကအဆိုတင်သွင်းနေတာပဲကိုကအဆိုတင်သွင်းလို့ဘယ်သူကထောက်ခံမှာလဲမြင့်ကထောက်ခံရမှာပေါ့ဘတ်ဂျက်ဆိုတာမျိုးဟာကောင်းတဲ့အလုပ်ပဲရှေ့လကစပြီးတော့ကိုတို့အိမ်တွေဘတ်ဂျက်ထားရအောင်လေထောက်ခံစမ်းပါဗျာကိုသဘောပဲဘတ်ဂျက်တွေဘာတွေကိုနားမလည်ပါဘူးနားမလည်ရင်နားလည်အောင်အခုဘတ်ဂျက်လုပ်ပြမယ်သဘောတူရင်အတီးပြူသဘောမတူရင်လည်းပယ်ချပေါ့လေဤတို့ဆိုပြီးလျင်စကူလွတ်တရွက်ကိုယူကာဘတ်ဂျက်စည်းရင်းကိုစိတ်ပါလက်ပါလုံနေ၏ခင်တန်းမြင့်လဲသတင်းစာကိုတရွက်ပြီးလျင်တရွက်ဆက်လက်၍ဖတ်နေလေသည်အတန်ကြာလျင်ကိုင်းဘတ်ဂျက်စင်းတော့ပြီးပြီခေါင်းစဉ်တစ်ခုစီကိုဖတ်ပြမယ်သဘောတူရင်အတီးပြူသဘောမတူရင်ပယ်နိုင်တယ်တို့ပေမဲ့အကျိုးအကြောင်းပြပြီးတော့ပယ်ရလိမ့်မယ်နောက်ပြီးတော့လေခေါင်းစဉ်တစ်ခုစီကိုစဉ်းစားရမယ်ဘတ်ဂျက်တစ်ခုလုံးကိုသဘောမတူဘူးဆိုပြီးအကြောင်းမပြပဲမပယ်ရဘူးကြားလားအမလေးဟဲစကကြောတွေရှေ့ရမကောဖတ်ပြမှာဖြစ်မဖတ်သေးဘူးတစ်အသုံးစရိတ်ကာကြီးဈေးဘိုးတနေ့20ကျပ်တစ်လ60ခါခွေးလက်ဖက်ရည်ကာဖီ20ကငယ်အဖျော်နှင့်ရေခဲဘိုး15ကျပ်ဂါကြီးစလိတ်စီဂရက်15ကျပ်ငါအဲဝတ်ဆောင်ဝတ်15ကျပ်စလုံးအထွေတွေ30ဒီတိုင်းဆိုရင်တော့ဒူဘီကဟင်းဘိုးရနန်းစီဘိုးပေါင်တာဘိုးခေါင်းလင်းစီဘိုးတွေဘဲကငွေနဲ့ပေးရမှာတော့အထွေတွေအတွက်သတ်မှတ်ထားတဲ့ငွေ30တဲကတော့ရမှာပေါ့အဲ့ဒီငွေ30နဲ့အာကြီးလောက်ပါလိမ့်မယ်တော်တော်ကြာရင်တောက်တူမရတဲ့ဝဲဖို့ပေါ်လာအောင်ပါပေးထားတဲ့ငွေနဲ့လောက်အောင်သုံးရမယ်ဘတ်ဂျက်ဆိုတာပေးထားတဲ့ငွေထဲမကြုံလို့စီပဲ30ကိုပြုလုပ်ထားတာမဟုတ်ဘူးလားကိုင်းဒါဖြင့်စကားမများနဲ့အဲ့ဒီခေါင်းစဉ်မှာပါတဲ့အသုံးစရိတ်ဘတ်ဂျက်စင်းကိုပယ်ချလိုက်ပြီးဒုတိယခေါင်းစဉ်ကိုသာဖတ်ပြပေးတော့မောင်လူအေးကအခြားခေါင်းစဉ်တစ်ခုကိုဖတ်ပြပြန်၏နှစ်မော်တော်ကားစရိတ်ကာကြီးမော်တော်ကားဓာတ်ဆီဖိုး50ခါခွေးမော်တော်ကားပြင်ဟန်စရိတ်20ဒီဘတ်ဂျက်မှာဓာတ်ဆီဖိုးသာပါတယ်ဆက်ဆီဖိုးတော့မပါပါကလားဆက်စီဘိုးကဓာတ်စီဘိုးနဲ့ပါမှာပေါ့စီချင်းတူတူပဲဟာမတူနိုင်ပါဘူးဆက်စီကတခြားပဲဟာပေးထားတဲ့ငွေနဲ့ဘယ်လောက်မလို့မလောက်ပေမဲ့လောက်အောင်ချွေတာပြီးသုံးရမှာပေါ့ဘယ်လိုသုံးနိုင်မလို့သွားစရာရှိရင်သွားရမယ်မသွားလို့ဖြစ်မလားကိုင်းစကကြောရှေ့မနေနဲ့ဒီကောင်းစင်မှာပါတဲ့ဘတ်ဂျက်စင်းကိုလည်းပယ်တယ်တတိယကောင်းစင်မှာပါတဲ့ဘတ်ဂျက်စင်းကိုသာဖတ်ပြပါတော့မောင်လူအေးကမျက်နှာရှုံးမဲ့ပြီးရင်တတိယကောင်းစင်နဲ့ပါတော့ဘတ်ဂျက်စင်းကိုဖတ်ပြပြန်၏3ပညာရေးကာကြီးမြန်မာသတင်းစာမဂဇင်း30ကျပ်ခါခွေအင်္ဂလိပ်သတင်းစာ30ကငယ်မြန်မာစာအုပ်5ကျပ်ဂါကြီးအင်္ဂလိပ်စာအုပ်30အမေမြန်မာစာအုပ်အတွက်ကြတော့5ကျပ်တည်းထားတယ်အင်္ဂလိပ်စာအုပ်အတွက်ကြတော့30တောင်ဒါမှတရားဘူးအင်္ဂလိပ်စာအုပ်အတွက်30ထားရင်မြန်မာစာအုပ်အတွက်လည်း30ပဲထားရမယ်
ဒီလိုလည်းမဟုတ်သေးဘူးလေအင်္ဂလိပ်စာအုပ်ကအဖိုးကြီးတာကိုတုပ်ကိုအနည်းဆုံး9ချက်လောက်ပြီးမှစာအုပ်ကောင်းကောင်းကိုဖတ်ရတယ်မြန်မာစာအုပ်ကြတော့9ချက်ပို့ဆိုရင်3လေးဦးရတာမဟုတ်ဘူးလားအင်္ဂလိပ်စာအုပ်အဖိုးကြီးမဖတ်ရုံမရှိတာပေါ့မြန်မာစာအုပ်တွေ9ချက်ထားရင်အင်္ဂလိပ်စာအုပ်တွေလည်း9ချက်ထားရမယ်ဟာမဖြစ်သေးဘူးလေ10လောက်ထားမှနေရာကြမယ်ကိုင်းဒါဖြင့်ဒီဘတ်ဂျက်စင်းကိုလည်းပေးချတယ်စဉ်းစားပါဦးဒီအဆိုကိုပြန်နှုတ်ပါမနှုတ်နိုင်ဘူးပယ်တယ်ကျန်တဲ့စင်းတွေကိုသာဖတ်ပြပြီးတော့မောင်လူအေးလည်းမကြည်မနက်သောမျက်နှာထားနှင့်စရုပ်တာကောင်းစင်နှင့်ပါသောဘတ်ဂျက်စင်းကိုဖတ်ပြပြန်လေသည်လေးပျော်ပါကာကြီးကာလာဘော်တပြား9ချက်ခါခွေးရေဒီယိုဝယ်ရန်15ချက်ကားငယ်ပျော်ဝဲစားအတွက်15ချက်ရေဒီယိုအတွက်15ချက်ထားတာနည်းလုံးနဲ့30ထားမှဖြစ်မယ်15ဆိုရင်တော့ဘရောမှဝီဒီယိုရပြစ်မှာမဟုတ်တော့ဘူးတလ30ထားတာတောင်တစ်နှစ်ကျော်လောက်စောက်ရမယ်15ချက်ဟာနည်းလုံးနဲ့မနှဲပါဘူးဗျာ15ဟာများတောင်များအောင်ပဲရေဒီယိုဆိုတာမျိုးကလည်းမရှိလည်းဖြစ်တာမျိုးပဲတဖြည်းဖြည်းမှဝယ်တာကောင်းတယ်ထင်တယ်ဒါဖြင့်ဒီဘတ်ဂျက်ကိုပယ်တယ်စကားမများနဲ့ဂိုင်းဆက်ပြီးတော့ဖတ်မောင်လူကြီးကပစ္စမခေါင်းစဉ်နဲ့ပါသောဘတ်ဂျက်စင်းကိုဖတ်ပြလေသည်ငါအစီကံများနှင့်လာကကာကြီးအစီကံနှင့်မော်တော်ကားမောင်းသမားလာက96ချက်ဒါကတော့ဒီတိုင်းပဲရှိပါစေတော့သဘောတူတယ်အတီးပြုတ်လိုက်ပါဒီတစ်ခုကိုပဲအတီးပြုတ်သေးတယ်နော်အစီကံတွေထွက်ကုန်မှာတော့တဲကြောက်တကူထို့နောက်စထမခေါင်းစဉ်နဲ့ပါသောဘတ်ဂျက်စင်းကိုဖတ်ပြပြန်၏6ပန်းညံစီကာကြီးပန်းစီတစ်စီဘူး3ချက်ခါခွေးမြေဩဇာဘူး5ချက်ပန်းစီတစ်စီဘူးကမနေလုံးဘူးလားနောက်ပြီးတော့တရင်ပေါက်တူရေပုံးကက်ကြီးခရင်တို့ကိုဝယ်ဖို့လဲငွေမပေးရသေးဘူးတိတက်ပုံမပေးရင်ပေးရလိမ့်မယ်ပယ်ရင်လည်းပယ်တိတက်တော့ပုံမပေးနိုင်ဘူးဒါဖြင့်လည်းပယ်တယ်ရှိသေးရင်ဖတ်ပြပါဦးမောင်လူအေးကတတမခေါင်းစဉ်နဲ့ပါဝင်သောဘတ်ဂျက်စင်းကိုဖတ်ပြပြန်၏ခုနှစ်အိမ်3ဆောင်ကာကြီးစပွဲကလတ်ထိုင်းတို့ဝယ်ရန်နှင့်ပြင်းရန်10ချက်ခါခွေးကလကခန်းစည်းများဝယ်ရန်10ချက်ဂငယ်အေရခင်းခေါင်းစုဝယ်ရန်စသည်တို့10ချက်စပွဲကလတ်ထိုင်းဝယ်ဖို့ငွေ10နဲ့ဘယ်လောက်မလို့ဒီလစာအုပ်ထဲကိုဗီဒီယိုတစ်လုံးဝယ်မယ်ကြံထားတယ်အနည်းဆုံး50လောက်တော့ပေးရမယ်ဒီ10ကဘာလို့ဖို့လဲအဲ့ဒါဟာဘတ်ဂျက်ကိုနားမလည်လို့ပြောတဲ့စကားဖြစ်တယ်ဒီလကို10ဆိုရင်9လကြာရင်50ရအောင်မဟုတ်ဘူးလားဒီတော့စာအုပ်ဗီဒီယိုတစ်ခုဝယ်လိုက်တာပေါ့အမလီဟဲ90တန်ဗီဒီယိုတစ်လုံးဝယ်ဖို့ဟာ9လတောင်စောင့်ရအောင်မလဲရေးချင်လိုက်တာရေးချင်တာရေးရမယ်ဘတ်ဂျက်ဆိုတာမျိုးကလည်းဒီလိုပဲဟာကိုဒါဖြင့်ဒီဘတ်ဂျက်ကိုသဘောမကျနိုင်ဘူးပေးလိုက်ပြီပယ်ချင်လဲပယ်ဘတ်ဂျက်စနစ်ကိုဖျက်လို့ဘယ်ရမလဲဟုတ်ပြီစကားကြောရှေ့မနေနဲ့နောက်ထပ်ခေါင်းစဉ်တစ်ခုကိုဖတ်ပြပါဦးမောင်လူအေးကအထမမြောက်ခေါင်းစဉ်နဲ့ပါသောဘတ်ဂျက်စရင်းကိုဖတ်ပြပြန်၏ရှစ်အသင်းကြီးများကာကြီးကလတ်ကြီး20ခါခွေးမြမစာပေပြန်ပေါ်ရေးအသင်းတစ်ချက်ဂငယ်သူတေသနာအသင်းတစ်ချက်ဂါကြီးစေးရုံ5ချက်ငါသားဖွားရေးအသင်း5ချက်စာလုံးမြမယူဝစာဖတ်အသင်း2ချက်ကလတ်ကြီးကများလုံးတယ်10လောက်ပဲထားဖို့ကောင်းတယ်20ကအနည်းဆုံးပဲ20တဲ့နေရင်တော့ကလတ်မသွားဘူးပဲရှိတော့တယ်မသွားရင်သာနေရမယ်20ကများတယ်ဘယ်သဘောတူနိုင်မလဲကလတ်မသွားလို့ဘယ်နဲ့လုပ်မလဲအားလုံးအရာရှိတွေသွားကြပဲဟာကိုလည်းသွားရမှာပေါ့သွားခြင်းသွားမသွားခြင်းနေ10ထက်တော့ပုံမပေးနိုင်ဘူးတိတိကျကျစဉ်းစားအောင်မှာပေါ့စဉ်းစားပြီးပြီ10ထက်ပိုရင်ဒီဘတ်ဂျက်ကပေးရလိမ့်မယ်ပေးရင်သာပေးရမယ်20ထက်တော့မအောင်နိုင်ဘူးခိုင်းဒါဖြင့်ပေးတယ်ပေးမတတ်နိုင်ဘူးဗျာနောက်ထပ်ကောင်းစဉ်တစ်ခုကိုဖတ်ပြပါဦးနဝမမြောက်ကောင်းစဉ်နဲ့ပါသောဘတ်ဂျက်ကိုဖတ်ပြပြန်လေသည်ကိုလက်ဆောင်ကာကြီးဆွေမျိုးများမင်္ဂလာဆောင်30ခါခွေးမိတ်ဆွေများမင်္ဂလာဆောင်30ဂငယ်ဆွေမျိုးဧည့်သည်များအတွက်လက်ဆောင်30ဂါကြီးမိတ်ဆွေဧည့်သည်များအတွက်လက်ဆောင်30မိတ်ဆွေမင်္ဂလာဆောင်အတွက်ထားတဲ့30ကမနှဲလို့မူလားဘယ်နဲ့ရမလို့များတော့များအောင်မယ်မိတ်ဆွေတွေကလာတိုင်းမင်္ဂလာဆောင်နေကြတာမဟုတ်ပဲတစ်လကို30ဆိုရင်တစ်နှစ်မှာ120ရမယ်အဲ့ဒီ120နဲ့လက်ဆောင်တွေဝယ်ပါလေမိတ်ဆွေတွေကမင်္ဂလာဆောင်တွေကတစ်နှစ်ကို12ဦးထက်နည်းအောင်မလားအခုလာတဲ့မှာပဲဖိတ်စာ3ဆောင်ရောက်နေပြီဒီငွေ30နဲ့ဘာဝယ်ပေးမလဲတော်တလူကြည့်ဝယ်ပေးလိုက်တာပေါ့ဗျာဟာဖက်နဲ့ပြောပါလေငွေ30နဲ့မင်္ဂလာလက်ဆောင်3မျိုးဘလို့ဝယ်လို့ရမှာတော့မဖြစ်ပါဘူးဒီဘတ်ဂျက်ကိုလည်းပယ်ချမှာပဲပယ်ချင်းပယ်လေးမတတ်နိုင်ဘူးဘတ်ဂျက်ကိုဒီထက်တော့တုံးမပေးနိုင်ဘူး30ဟာတော့များနေပြီဒါဖြင့်ပယ်ရရှင်ပယ်ဗျာနောက်ထပ်ခေါင်းစဉ်တစ်ခုကိုဖတ်ပြပါဦးတသမမြောက်ခေါင်းစဉ်မှာပါသောဘတ်ဂျက်ကိုမောင်လူအေးဖတ်ပြပြန်၏30အလူအတန်းကာကြီးဖုံးကြီးယဟန်20ခါခွေလူကြီးသူမှာ30ဂငယ်ဖုံးတောင်းရာစကား5ချက်ဂါကြီးလူလိန်လူကောက်5ချက်
ဖုန်းကြီးရဟန်းတွေအတွက်20ဆိုတာရှိပါစေတော့လူကြီးသူမတွေအတွက်30ထားတာလည်းရှိပါစေတော့ဖုန်းတောင်းရာစကားအတွက်လည်း9ချက်ဆိုတာရှိပါစေတော့လူလိမ်လူကောက်တွေတဲ့ဘာဖြစ်လို့9ချက်ထားရတာလဲဒီအတွက်သဘောမတူနိုင်ဘူးဘာတွေကိုရှောက်ထည့်ထားမှမသိပါဘူးမသုံးတဲ့နေရာမှာသုံးတဲ့နေရာမှာတော့စိတ်နဲ့တော်တော်ခက်ခဲတယ်သူပဲနေဦးလေဒေါသကလည်းတဲကြီးရာကိုရှင်းလင်းပြရစေ哦ဒီလိုပါလူလိမ်လူကောက်ဆိုတဲ့အကောင့်တွေဟာစာအုပ်ကြီးတွေဖြတ်ပိုင်းကြီးတွေနဲ့မိဘမဲ့အကြောင်းကသူ့အိုယုံကဖျားမီထွန်းရဲ့အတင်းကနဲ့ဆိုပြီးရုံကနေဝင်လာပါလေရောဝင်လာပြီးတော့စကားဟောင်းဖွားဟောင်းဖွားနဲ့အချင်းကိုဖြုံးပါလေရောပတ်စံမပေးသမျှမသွားဘူးသူတို့နဲ့စကားပြောနေရတဲ့အလုပ်ကိုမလုပ်ရတော့ဘူးမပေးဘူးဆိုလည်းမရတောက်တဲ့ကတ်တယ်လို့ကတ်နေတော့ခတ်တာဗောဒီတော့တစ်ချက်စနှစ်ချက်စဆိုလို့ပေးလိုက်မှထွက်သွားကြတယ်တကယ်သားမပေးဘူးဆိုရင်တို့အချိန်ဖြုံးတာကပဲ3-4ချက်တည်းမနေဘူးငွေပေးရတာတော့တက်တာမယ်ဆိုပြီးပေးလိုက်တာပဲအဲ့ဒီအတွက်ဘတ်ဂျက်ဆင်းမှာထည့်ထားဖို့လိုတယ်မထည့်ထားဘူးဆိုရင်လူလိမ်လူကောက်တွေဘယ်ကတော့အချိန်ဖြုံးမယ်ဆိုတာကိုသာကြည့်ပြီးတော့အဲ့ဒီလူလိမ်လူကောက်တွေပေါ်နေတာကိုတို့လိုအရာရှိတွေများနေတဲ့အတွက်ပေါ့လူလိမ်လူကောက်တွေကိုနှိပ်ခုဖို့ခန့်ထားတဲ့အရာရှိတွေကိုကိုတိုင်းကပဲလူလိမ်လူကောက်တွေကိုအားပေးနေကြတာလူလိမ်လူကောက်တွေပေါက်လာပြီလားဆိုရင်တရားအတိုင်းဖြစ်အောင်စစ်စစ်စုံစမ်းမယ်စိတ်မကူဘူးစကားနဲ့ရန်ဆဲနဲ့အချိန်မဖြုံးရအောင်ဆိုပြီးငွေထုတ်ပေးလိုက်ရောဒီတော့လူလိမ်လူကောက်တွေကလည်းအတင်ရဲကြတာပေါ့ကြည့်ပါလားလူလိမ်လူကောက်တွေဟာဘယ်ကုန်းမှလက်ဦးဆုံးမသွားဘူးအစိုးရအရာရှိတွေစီကိုသာတန်းသွားတော့တာပြီးတော့အရက်ထဲမှာပတ်စံသွားကောက်ခံတယ်ဘယ်အရာရှိကဘလောက်ထည့်လိုက်တယ်ဘယ်အရာရှိကလက်မှတ်နဲ့ပေးလိုက်တယ်နဲ့ပြောပြီးကောက်ခံတော့အရက်ထဲမှာရှိကြတဲ့သူတွေကလည်းဩအရာရှိတွေတောင်ပတ်စံထည့်ကြတာလူကောင်းတွေလို့အယူရှိပြီးထည့်ကြတာပေါ့ဒီတော့လူလိမ်လူကောက်တွေမပေါ်ပဲနေပါမလားစစ်တော့ကိုတို့လိုအရာရှိတွေများနေတဲ့အတွက်လူလိမ်တွေပေါ်တာဒါကြောင့်ဒီဘတ်ဂျက်ဆင်းကိုပယ်တယ်ပယ်ဗျာမတတ်နိုင်ဘူးနောက်ထပ်ခေါင်းစဉ်မှာပါတဲ့ဘတ်ဂျက်ဆင်းကိုဖတ်ပြပါဦးဧကာဒသမမြောက်ခေါင်းစဉ်မှာပါသောဘတ်ဂျက်ဆင်းကိုဖတ်ပြပြန်၏7အဝယ်အစားကာကြီးမောင်လူအေးအတွက်15ချက်ခါခွေးခင်တန်းမြင့်အတွက်20ချက်အမလီကိုအတွက်တစ်လ15ချက်တော့ဘာတွေဝယ်မလို့တော့ဘာများလှကျင်နေသေးလို့လဲကိုကာလာသားကလေးများမှတ်နေရောသလားကိုအတွက်15ချက်များတယ်မြင့်အတွက်20ချက်တော့မနေလို့မလားတစ်လ20နဲ့ဘာမှဝယ်လို့ဖြစ်မှာမဟုတ်ဘူးအခုကာလာမှာအသက်ဆန်းနေပေါ်လိုက်တာခုရင်ခုပေါ်တိုင်းပေါ်တဲ့မိုးရပြန်ရင်လည်းခစ်ကိုမှတ်မိတော့ဘူးအသက်ဆန်းပေါ်တိုင်းဝယ်လာတော့ခစ်ဆန်ဖို့ခက်ခက်ခစ်ဆိုတာကလည်းတစ်လတစ်ခါ15ရက်တစ်ခါပြောင်းနေတော့တစ်လ20နဲ့ဘယ်နည်းနဲ့မှမလောက်နိုင်ဘူးအခုရှိတဲ့အဝတ်စားတွေကိုလည်းကိုအောင်ဝတ်ပါအောင်ဗျာအိုးပြောနေတာမကြားဘူးလားအခုရှိတာတွေကရုပ်ကုန်ပြီဘဲမှတိုးလို့မပေါက်တော့ဘူးအတုံးချလို့မရတော့ဘူးနို့အတုံးချလို့မရတော့ရင်ဘာလို့တိမ့်ထားသေးလဲပေးပစ်တာပေးမီးရှို့ပစ်တာပြစ်ပါတော့လားယောက်ျားများခေအကောင်နားမလဲဘူးဆိုတာတဲမှန်ပါကလားနော်ကြည့်ပါဦးကို့ဝစ်တွေမဝစ်ရင်မီးရှို့ပစ်ရမယ်တဲ့ဒီဝစ်တွေကိုမဝစ်ပေမဲ့ကို့စီမှာဘလောက်ရှိတယ်ဆိုတာလူလာရင်ပြရသေးတယ်နားလဲရဲ့လားကိုရောရဲ့ဒီလိုကိုအင်းလုံးမနေနဲ့ဒီဘတ်ဂျက်ဆင်းကိုလည်းပယ်ရလိမ့်မယ်ပယ်တာပဲအရင်ဆင်းတွေကိုလည်းပယ်ပြီးပြီဟာမထူးတော့ပါဘူးနောက်ရှိသေးလားဖတ်ပြပါဦးရှိလည်းမရှိတော့ဘူးထူးလည်းမထူးတော့ဘူးအဲ့ဒါပဲကောင်းတယ်အရင်တိုင်းသုံးဆက်တာပေါ့ဘတ်ဂျက်လေးပါလေးနဲ့အင်မတန်ရှုပ်ချင်တဲ့သူတွေပဲရတဲ့ငွေနဲ့သုံးတဲ့ငွေကြိုက်သွားရင်ပြီးတာပဲမဟုတ်ဘူးလားအကျွေးမတင်ရင်ပြီးရောပေါ့အင်းလေသဘောရှိပါပဲမင်းတိုင်မင်းအဖွဲမှာဒါမိမတွေကြီးစိုးမဲ့ကြရင်တော့ခတ်မှာပဲဘတ်ဂျက်တွေကိုလုံးလို့ရမှာမဟုတ်တော့ဘူးအောင်မဲမင်းတိုင်မင်းအဖွဲမှာဒါအားလုံးအမှတ်တွေဟာမိမတွေဖြစ်ပါစေကူးထက်ကောင်းကောင်းအုပ်ချုပ်ပြလိုက်စမ်းနေတယ်တော်ပြီစကကြောရှင်မနေနဲ့တော့10နာရီထိုးသွားပြီးရုံသွားရတော့မယ်ဒီဘတ်ဂျက်ရှုပ်တာနဲ့ဒီမနေ့အလုပ်မလုပ်ရတော့ဘူးအချိန်ဖြုံးတယ်ဘယ်သူကစာရေးဘတ်ဂျက်စကားပြောတာလဲကိုကပဲပြောပြီးတော့တော်ဆို၍မောင်လူအေးထသွားသည်မတော်ပေါင်းတော့ဟုဆို၍ခင်တန်းမြင်လဲနောက်ကလိုက်သွားလေသည်သိပ္ပံမောင်ကဒုတိယမဂ္ဂဇင်းမေလ1938ခုနှစ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာမိတ်ဆွေများလည်းဘေးပေါင်းရန်အပေါင်းမှအမြဲဆုံးကင်းလွတ်နိုင်ကြပါစေ